ชุดที่ทันกับปีเด็กเจงาบุยยังต่อว้าวเตี้ยที่ยาดียาวบีอย่างเรียกว่าวินบีโชว์อีมุ้ยนี่มาเว้ดิลูนูยาดีเว้ยาตาชิมาลิเตี้ยล่ะกว่าบอมาရှိရဲ့เตี้ยတီးတွေထဲမှာမြန်မာစိန်တလုံးကအချိုအဆင့်နံပါတ်6ရထားတာเนาะဒါနဲ့အခုထိုင်းမှာနေရဆိုတော့အဆင့်နံပါတ်8ရထားတဲ့เตี้ยတီးနမ်တော်မိုင်ကိုအစားထိုးသုံးပါပေါ့เนาะဒီเตี้ยတီးနမ်တော်မိုင်နဲ့မြန်မာမီနူးဖြစ်တဲ့เตี้ยတီးတာကူလေးလှုပ်ရှားကြရအောင်เนาะ7-Eleven မှာပါဝင်ပစ္စည်းလေးတွေတောက်ဝယ်ကြမယ်เนาะလုံနီးကလည်းလွယ်လွယ်လေးမျက်စိမိတ်ပြီးတော့လုပ်လို့ရတယ်ဒါပေမဲ့မမိတ်တော့ပါဘူးဒါရှာမှာစိုးလို့တရက်တီးကိုအတုံးလေးတွေတုံးထားမယ်မျိုးချိုးမိလာအောင်ချိုးရတော့အမြင့်လိုမနေနဲ့ဦးနော်တရက်တီးခြံထားအောင်မယ်တော်ကြမုန်းလုံးရင်မကြံမဲနေဦးမယ်ဒီမှာလိုအပ်ချက်လေးကတရက်တီးပေါ်စားရည်လောင်းလိုက်လို့ရှိရင်မမဲတော့ဘူးနော်တာကူကြုံမဲဇက်တိုက်မွေနေမှတာကူကမကတ်မှာနော်တာကူစီလေးတွေကြည့်ရင်ရေဆေးပြီးတော့အုံတို့လေးတွေထည့်လိုက်မယ်နော်တရက်တီးကိုဇွန်းလေးနဲ့ဒီလိုမျိုးနာနာလေးချစ်ချေပေးလိုက်မယ်ချေပြီးလို့ရှိရင်နိုးစီနဲ့နိုးစိမ့်နဲ့ရောပြီးတော့ထပ်ချေပေးလိုက်တာကူကိုအရင်ခတ်ထဲကိုခတ်ထဲလိုက်မယ်အေးလေးကြိုက်လို့ရှိရင်ရေကလေးနည်းနည်းထည့်နော်ခုနကခြေထားတဲ့တရက်တီးကိုခွာပြည့်ထည့်လိုက်မယ်အပေါ်မှာတရက်တီးအတုံးလေးတွေကိုထပ်ထည့်လိုက်တရက်တီးတာကူလေးရပါပြီစားချင်စရာလေးချိုးစိမ့်ဝေးနေပဲလမ်းဆန်းသွားတာပဲဒီနေနဲ့ဆိုအကိုက်ပဲတကယ်ချင်းတို့ရောတရက်တီးမီနူးဆိုလို့ရှိရင်ဘာမီနူးကြိုက်ကြလဲမှတ်ခဲ့ကြအောင်နော်ထူထူတဲ့မြန်မာစင်းကိုသုံးကြစို့မြန်မာတကယ်ချင်းတွေကြားမှာအသုံးများဆုံးနံပါတ်1စင်းကတ်ဒီဗီဒီယိုလေးကို like comment နဲ့ share လေးလုပ်ပေးဖို့မမေ့နဲ့အောင်နော်တတာ